ကျေးဇူးတော်ရှင်မိုးကုတ်ဆရာတော်ဘုရားကြီး10 ရက်9 လ62ခုနှစ်တွင်ဟောကြားတော်မူအပ်သောပရိစ္ဆသမုပ္ပါအလုပ်ပေးတရားတော်ဖြစ်ပါတယ်ခင်ဗျာကိုယ်ခန္ဓာစက်ဝိုင်းကြီးကိုမြင်ကြရမို့လားဒါပရိစ္ဆသမုပ္ပါစက်ဝိုင်းလားခန္ဓာစက်ဝိုင်းလားဆိုတာကိုသိသိသာသာကြည့်ပါတဲ့စာကိုဝိုင်းထားတယ်လို့မယူနဲ့ခန္ဓာအဝိုင်းကြီးပြင်းနေတယ်လို့သိပါလို့ပြပြလိုက်တယ်နော်သာမာဒီလိုရှိတာလားခန္ဓာမာဒီလိုရှိတာလားခန္ဓာမာဒီလိုရှိတာခန္ဓာမာဒီလိုရှိတာကိုသိမှသာလျှင်ဩတန်လျက်ခရီးတွေအဝိုင်းကြီးပြင်းနေပါလားဆိုတော့ပေါ်လာနမလို့ရှိရင်ဖြင့်သာကအဝိုင်းကြီးထားတယ်လို့ရှင်းတယ်လို့ရှိရင်ဖြင့်ခန္ဓာဆက်လေတာမသိပဲဖြစ်ပါလိမ့်မယ်ဒါကြောင့်ခန္ဓာဆက်လေပုဂ္ဂိုလ်အဓိကထားပြီးဒီကလာခန္ဓာကိုညာနဲ့မမြင်တော့ခန္ဓာထဲမှာဖြစ်စဉ်ကိုဒီကနေရေးပြတော့ခန္ဓာဖြစ်တဲ့အခါမှာဒီတိုင်းသိမှသာလျှင်ပုပ္ပရိစ္ဆာမှုပါကိုသိလို့ဒုက္ခသစ္စာကိုသိရရောက်တယ်လို့မှတ်ထားကြစမ်းနော်တရားကိုဆန်းဟောနေတာလားခန္ဓာဖြစ်စဉ်မသိမှဆိုလို့ဒီဝိုင်းကြီးပြနေတာလားဆိုတာလည်းကဲခက်ကြစမ်းပါဓမ္မတွေခန္ဓာဖြစ်စဉ်မသိမှဆိုလို့ဥညွတ်ဒီဝိုင်းကြီးနဲ့ပြပြီးဒီကလာဟောနေရတယ်ဆိုတာဒီဓမ္မတို့ခန္ဓာဖြစ်စဉ်မသိမှဆိုလို့ဆိုတာပေါ်လာကြကောင်းပြီဒါဖြင့်မနေ့ကဓမ္မတို့ဝိဇ္ဇာဆိုတာသစ္စာလေးပါးမသိတာလို့ပြောခဲ့နော်ဝိဇ္ဇာဆိုတာဘာပါလဲသစ္စာလေးပါးမသိတာသစ္စာလေးပါးမသိတာသူဟာသူသမုဒိယသစ္စာလို့ကအဝိဇ္ဇာကသိရလားသိပါဘူးသူဟာသူသမုဒိယသစ္စာလည်းဝိဇ္ဇာမသိဘူးသူရှိနေလို့ရှိရင်ဖြင့်သင်္ခါရတွေပြုလို့ဒီဒုက္ခသစ္စာရလိမ့်မယ်လို့ကောသိပါဘူးဘယ်သူကမသိတာပါလဲအဝိဇ္ဇာကသူကိုယ်တိုင်သမုဒိယသစ္စာလည်းသူဟာသူမသိဘူးရှင်းကြခင်ဗျားတို့သံဃာဒီဝိဇ္ဇာကဘုန်းထဲမှာသိအောင်နေလို့ရှိရင်ငါဟာသမုဒိယသစ္စာလို့ဝိဇ္ဇာကသိရသိပါဘူးဝိဇ္ဇာဆိုတာသမုဒိယသစ္စာလည်းမသိတာဘူးဆိုပါတယ်ရှင်းကြငါသာရှိဆုံးနေရလို့ရှိရင်ပြန်ဝိဇ္ဇာရှိတဲ့ပုဂ္ဂိုလ်သင်္ခါရကုသိုလ်အကုသိုလ်လုံးမယ်လုံးလို့ရှိရင်ဒီဘက်ဒုက္ခသစ္စာရလိမ့်မယ်လို့ကဒီဝိဇ္ဇာကသိရသိပါဘူးသူဘယ်နှချက်ရှိလဲမသိနှစ်ချက်ရှိသူကိုယ်တိုင်သမုဒိယသစ္စာမသိတာကတစ်ချက်သူရှိနေလို့ရှိရင်ဒုက္ခဖြစ်လိမ့်မယ်သူကျေးဇူးရဲ့တရားတွေကဒုက္ခဖြစ်လိမ့်မယ်ဆိုတာတော့သိရလားမသိပါဘူးမသိတော့ဘယ်နှချက်ရှိသွားပြီတစ်ချက်ပါဗျာဒီဒုက္ခငြင်းအောင်လုံးပါပဲဆိုတာကိုကောအဝိဇ္ဇာကသိရလားသိပါဘူးဒါပြန်မဂ္ဂသစ္စာလည်းသူမသိဘူးသိပါဘူးဒုက္ခငြင်းရငြင်းကြောင်းလို့လှုပ်ချင်တဲ့စိတ်ပေါ်ပါမယ်ပေါ်ပါဘူးဒါပြန်ဘာသစ္စာမသိပါလိမ့်မဂ္ဂသစ္စာလည်းမသိဘူးဒါပြန်ဒီဝိဇ္ဇာဒီမဂ္ဂသစ္စာမှမသိတော့မဂ္ဂသစ္စာရမှဗန္တိလက္ခဏာရှိတဲ့နိရောဓသစ္စာကိုရောက်လိမ့်မယ်လို့ကိုသူသိရလားသိပါဘူးမသိတော့သူမသိတာဘယ်နှချက်ပါလဲ၄ချက်ပါ၄ချက်လို့မှတ်လိုက်တော့သာရရေးတော့သစ္စာ၄ပါးမသိတာဝိဇ္ဇာလို့ရေးကြပါလေရေပင်ရေညာသလုံးမှလည်းတို့သူကိုယ်တိုင်သူဟာသူသမုဒိယသစ္စာလို့မသိတာကလည်းသင်ရှားသူသာရှိနေသင်္ခါရတွေလုတ်ပြီးဒုတိယဘဝဒုက္ခသစ္စာရလိမ့်မယ်လို့သူသိရသိပါဘူးမနှပါရှိတော့ဒုက္ခချုပ်ကြောင်းလုံးမှာပဲလို့ကသူသိရသိပါဘူးဒါမဂ္ဂသစ္စာကိုသိသေးရလားသိပါဘူးဒုက္ခချုပ်ကြောင်းကျင့်ကြံမှသာလျှင်ဒုက္ခនិရောဓနိဗ္ဗာန်ဆိုတာရှိတယ်လို့ကသူသိရသိပါဘူးဒါနဲ့ဒီသစ္စာဒီဘယ်နှဒီဝိဇ္ဇာဒီဘယ်နှပါမသိပါလိမ့်သိပါဘူးကောင်းပြီဒါဖြင့်ဓမ္မတို့ဝိဇ္ဇာကြီးမသိချက်က၄ပါးတောင်ဖြစ်နေတော့သခင်ဝတင်အတော်ပြင်းတယ်မလားပြင်းပါဗျာဘယ်နှချက်မသိပါ၄ချက်မသိတာလို့မှတ်ထားပါကောင်းပြီဒါဖြင့်မသိတဲ့ပုဂ္ဂိုလ်ကပြုကျင်တယ်လို့ပြုလုံးကျင်တယ်လို့လုံးလိုက်မယ်ဆိုပြီးဒီကလာလုံးလိုက်တော့ကုသိုလ်ပြုပြန်တယ်ဘုံဘဝဆူတောင်းပြန်မချက်မလားကုသိုလ်လည်းသူမပြုဘူးလားပြုပါ
ဘုံဘွားကဆုမတောင်းဘူးလားဒါဖြင့်ဘုံညာပိသင်္ခါရလည်းသူလုပ်တယ်အဘုံညာပိသင်္ခါရလည်းဒီကဲရောဆွတ်လိုက်တယ်ဆိုရင်လွယ်ပါမလွယ်တော့ဒကာဓမ္မတွေဒီနေ့သူပြမှာကဒကာဓမ္မတွေအဝိဇ္ဇာတွေမြားတွေကပြတော့ဘာဝတ်တယ်ဩခင်ဗျားတော့အဝိဇ္ဇာကိလေသာဝတ်ပဲဆိုတာကိုပေါ်တော့သူကကိလေသာမဟုတ်ဘူးဒါဖြင့်သစ္စာလည်းမသိလို့သစ္စာကိုမသိလို့ကိလေသာဝတ်ကိုဖန်တီးတာလည်းအဝိဇ္ဇာပဲသဘောကျကိလေသာဝတ်ဖြစ်နေတာလည်းဘယ်လိုပါလဲအဝိဇ္ဇာပဲဆိုတာပေါ်လားမသိတဲ့ပုဂ္ဂိုလ်လူတန်းပေကံပြီးဒီကလားသူတောင်းနေလို့ရှိရင်လေတဲ့သင်္ခါရဖြစ်တယ်ဆိုတာဝိဇ္ဇာပစ္စယသင်္ခါရကလုံလောက်ပြမပြဘူးလားပြပါဗျာဆိုတော့ပြတာတော့ဒီသင်္ခါရဘာဝတုံးလို့မေးတော့ကာမဝတ်ခွာပေါ်ကြလားသင်္ခါရကဘာပါလဲကာမဝတ်အဝိဇ္ဇာကဘာလဲဗျာသင်္ခါရကဒါဖြင့်ခမည်းတော်မတိသောပုဂ္ဂိုလ်အလှပေးပြီးထူတောင်းတာဒီကိလေသာဝတ်နဲ့ကာမဝတ်ဖြစ်တယ်ပေါ်သေးဘူးလားဓမ္မတွေမတိသောပုဂ္ဂိုလ်လှူတန်းပေးကမ်းပြီးဘုံဘဝလိုချင်တဲ့တခါလာလို့ရှိရင်ဖြင့်ဘာဝဖြစ်ပါလိမ့်ဒါဖြင့်ဘုန်းကြီးကမသိကြလို့ဒီဓမ္မတွေပြစ်ထားခဲ့လို့ရှိရင်ဖြင့်ကိလေသာဝတ်နဲ့ကာမဝတ်ပဲလုံနေမှာပါဒါကမနေ့ကအဓိပ္ပာယ်မဟုတ်ပါဘူးဒါကဒီနေ့ဖြည့်ပေးတဲ့အဓိပ္ပာယ်ဆိုတာကိုရှင်းရအောင်မသိတာဘာပါလဲဝိဇ္ဇာဘာကိုမသိတော့သစ္စာလေးပါမသိသောကြောင့်သူကိုဘာဝတ်လို့ခေါ်ကြပေါ်နေပေါ်သေးဘူးလားမသိတဲ့ပုဂ္ဂိုလ်ကလှူမတမ်းမဲ့ဘုံဘဝတွေဆူတောင်းမယ်မတောင်းဘူးတောင်းတော့ကုသိုလ်နဲ့ဆူတောင်းတော့မပြည့်ဘူးလားပြည့်မလားပြည့်တာတော့ဘုန်းကြီးကမပြည့်ဘူးလို့မဟုတ်ဘူးတဲ့သူပင်ကိုယ်သဘောရင်းကဘာဝတ်ပါလိမ့်ကောင်းသေးရဲ့လားနောက်ကတရားဓမ္မတွေသေချာမြင်ကြရမဟုတ်လားခင်ဗျားတို့လူတန်းပေကံပြီးဒီကလာဒီဘဝတွေလိုချင်တော့နတ်ဘဝဗြဟ္မဘဝလိုချင်လို့လူတန်းပေကံတဲ့ပုဂ္ဂိုလ်များမှာဖြင့်ဝိကျွတ်ချင်လို့လူတာမဟုတ်ခဲ့တော့ကိလေသာဝနဲ့ကာမဝလုတ်တယ်ပေါ်လားဟုတ်ပါရဲ့ဗျာတယ်လဲဆိုးဝင်မှာတယ်မနဲ့လေနောက်ကဓမ္မတွေဘယ်နဲ့နေကြလဲခင်ဗျားတို့ကတော့အလှပေးတယ်နောက်ဘဝကောင်းစားသဘောကျသာလူများခေါ်လဲရတော့မလားလို့မေးတဲ့ခါကျတော့မှဒါကြည့်လိုက်ဘာဝတ်တယ်ဒီဘက်ကြည့်လိုက်တော့အလှပေးတာကဘာလဲဒါနဲ့သင်္ကာရဆိုတာဘာဝတ်ထဲကသမ္မဝတ်ထဲကဖြစ်နေတော့ခင်ဗျားတို့ကလည်းမသိတဲ့ပုဂ္ဂိုလ်အလှပေးတော့အများဆိုတော့ကိလေသာဝတ်နဲ့ကာမဝတ်လောက်တာကိုသာဓုခေါ်တာဘယ်နဲ့မှတ်ကြကိလေသာဝတ်ဆိုတာလဲကိလေသာဆိုတာပင်မအောင်လုပ်တတ်တာကိလေသာသဘောကျပြီကာမဝတ်ဆိုတာဒီကာမဝိပါကသဆိုတော့ဒုက္ခသစ္စာကိုကျေစုပြုတဲ့တရားသဘောကျဒုက္ခသစ္စာကိုအဲ့ဒါကာမဝတ်ဖြစ်နိုင်မလားအဲ့ဒါကိလေသာဝကာမဝသမားကိုခင်ဗျားတို့ကတော်လိုက်တာလို့ဆိုမလားတဲ့ဒကာဓမ္မတို့တော်တယ်သူဒီမသိပဲနဲ့သစ္စာမသိပဲနဲ့အလှပေးလိုက်တာတော်ရဟေလို့ဆိုမလားဝတ်နှစ်ပါးကိုတည်တော်လာတာလို့မေးမနဲ့ဖြစ်ဒါနောက်တော့ရှင်းလာမယ်နော်အခုတော့မသိတာကိုခေါ်ပြောနေရလို့သဘောပါကြလူပေးတာလားမဝဏ္ဏပါတိတောင်တာလားညံဖို့များလူသေးလားမလူတော့ပါဒါဖြင့်တရားဓမ္မတွေကမသိတဲ့ပုဂ္ဂိုလ်လူပေးမိမှာဘုန်းကြီးကကြောက်တယ်လို့ဆိုတော့ဒီဘုန်းကြီးဘယ်လိုဘုန်းကြီးပါလိမ့်မလဲလို့ခင်ဗျားတို့ပြောချင်တယ်ပြောကြတယ်ပြောပြီမသိတဲ့ပုဂ္ဂိုလ်လူပေးမှာကိုကြောက်တယ်မပါတယ်တော့ကွာကြောက်တယ်မသိတဲ့ပုဂ္ဂိုလ်လူပေးမှာကို
ဘုန်းကြီးဘယ်နဲ့ကြောင့်ကြောက်ပါလိမ့်မလို့ဆိုတော့ဒီနှစ်ခုကြည့်လိုက်ဒီနှစ်ခုကြည့်လိုက်တော့ပေါ်ရပေါ့ပေါ်သေးဘူးလားပေါ်ပါဒါကဘာလဲတော့ဒါကဘာတော့ဝိဆိုပါလားဓမ္မတို့ဘာဆိုကြတဲ့ကိလေသာဝနဲ့ကာမဝတည်တောင်တော့ဝိပါကဝပြေးလို့လွတ်ပါမလားဒါဖြင့်ကြောက်တယ်လို့ပြောတဲ့စကားမှားသလားကြောက်ရမှာပဲလားကြောက်ရမှာပဲဆိုတော့သိကြပါလားသိကြပါဘူးဒါဖြင့်ခင်ဗျားတို့ဆရာသမားကမှပြင်မပေးလို့ရှိရင်ဖြင့်ဒီကိစ္စအပြင်ဒီတိုင်းသွားနေမှာပဲညဟုတ်တယ်ဒီကိစ္စဒီတိုင်းသွားမှာကိုထောင်းကြီးရောမှန်ပါဘယ်သိမ်းမအောင်ဒီတိုင်းသွားရမယ်နော်သွားနေတဲ့ပုဂ္ဂိုလ်ကဘယ်လောက်ရှိသလဲမေးလို့ရှိရင်ခင်ဗျားတို့ဖြေထွက်ပါဘယ်နဲ့လဲမေးမတတ်နိုင်ဘူးလုံးတွေ့တာကြီးပဲသဘောကျဘာဖြစ်လို့ကိလေသာဝန္တကာမဝလှုပ်ဖြစ်ပါလိမ့်မတော်လို့မဲတဲ့ခါကျတော့ဟောဒီဝိပါကဝဒုက္ခသစ္စာမသိလို့လို့ဝိပါကဝကဘာပါလိမ့်ဒုက္ခရောက်မှသူသိသေးရလားမသိတော့ကြောင့်ကိလေသာဝန္တကာမဝကိုခင်ဗျားတို့တည်ထောင်တယ်သဘောကျလားကိလေသာဝန္တကာမဝတည်ထောင်တော့ဝိပါကဝဒုက္ခသစ္စာဆိုတဲ့အခုခန္ဓာ၅ပါးကြီးမရဘူးလားဒါဘာသစ္စာလဲဟာဒီဓမ္မတွေကံကောင်းလို့လူဖြစ်လာတယ်လို့အများကတော့ပြောကြတယ်ကံကောင်းလို့လူဖြစ်လာတယ်ဆိုတော့ဒီသင်္ခါရဆိုတာဟောဒီညားလေးထောက်သူတိုင်းဆက်လာခဲ့ဟောကာမဘဝနဲ့အတူတူပါပဲတဲ့တူဘူးလားသင်္ခါရနဲ့ကာမဘဝဒီလက်ရှိအရှိမပြဘူးလားအတူတူပဲလို့ပြောတာသဘောကျအဲ့တော့အတူတူဆိုလို့ရှိရင်သင်္ခါရဖြစ်เสียဝိညာဏနဲ့ကာမဘဝဖြစ်เสียဇာတိနဲ့အတူတူပဲပေါ်ကြပါလားသင်္ခါရဖြစ်เสียဝိညာဏဆိုတာလည်းဇာတိပဲကာမဘဝဖြစ်เสียဇာတိဆိုတာရောဒါပြန်ခင်ဗျားတို့ဇာတိရအောင်လုပ်နေတယ်ပေါ်ကြပါလားဇာတိဘာသစ္စာတော့ဟောဒါပြန်ကိုယ်ဒုက္ခကိုရှားနေရတယ်ဓမ္မတွေဘာလဲလို့ဒုက္ခအဖအေးနေတာတော်သေးဒုက္ခရှာရတော့မတော်ပါဘူးအေးနေတာကဘာလို့ဒုက္ခရှာတာကတော့ဘယ်နဲ့ကြောင့်ဒုက္ခရှာဖြစ်ပါလိမ့်မလဲမေးတော့သူကဒုက္ခသစ္စာလို့လည်းမသိဘူးသူ့ကိုလည်းဒုက္ခသစ္စာလို့သိရလားမသိပါဘူးဒါတွေလည်းဒုက္ခသစ္စာလို့မသိတော့သူဒီလူတံပေကံပေကလာဆူတောင်းလိုက်တယ်တဲ့လူဘဝနတ်ဘဝရပါလို့တောင်းလိုက်တော့ဓမ္မတွေဒီဘက်ကိုစွတ်တယ်မနေသေးရင်တော့ဒီဘက်ကူးမလာဘူးလားကူးလာတော့ဘာသစ္စာရဒုက္ခသစ္စာရတာဒုက္ခသစ္စာဆိုတာအကျိုးပဲသူတို့နှစ်ခုအကြောင်းဒီကဘာပါလဲအကျိုးလို့မပြဘူးလားပြပါဗျာဒါပြန်အကျိုးဘာသစ္စာလဲဒုက္ခသစ္စာအဲ့ဒါသစ္စာမသိဘဲနဲ့လို့ရင်ဒုက္ခသစ္စာရသစ္စာသိပြီးလုံးလို့ရှိရင်ဒုက္ခလွတ်မယ်သူကြပါသဘောပါသစ္စာကိုသိပြီးလောက်ခတ်ဒီလိုကြတော့ခင်ဗျားတို့ခန္ဓာကိုယ်ပေါင်းလူကောင်းတယ်သဘောပါလားသစ္စာမသိဘဲနဲ့လောက်ခဲ့တော့ဒုက္ခရောက်မယ်ရှင်းကြသစ္စာမသိဘဲနဲ့လောက်ခဲ့တော့ဘုန်းကြီးကပြောတာလားသင်္ခါရပစ္စယဝိညာဏကပြောတာလားတနည်းကာမဘဝပစ္စယဇာတိကတော့ကဲဘုန်းကြီးနဲ့ဘာဆိုင်သေးတော့ဘုန်းကြီးနဲ့ဘာမဆိုင်ဘုန်းကြီးကဒါနပဲလားမဟုတ်သီလပဲလားမဟုတ်သူ့အကြောင်းနဲ့သူ့ကျိုးဆက်ပုံပြတယ်ဘုန်းကြီးနဲ့ဘာမဆိုင်ဒီဘုန်းကြီးရှိသွားတရားနာရဟေးကုသိုလ်ကမဲ့သူကပဲနေတယ်လို့ဆိုမလားတဲ့ကိုကပဲနေတယ်လို့ဆိုမလားကိုကပဲတာဘုန်းကြီးကပြောပြတာပဲရှိရင်းမိကလားအဲ့တော့ဓမ္မတို့သင်္ခါရပစ္စယဝိညာဏမလုပ်ကောင်းဘူးဟုတ်လားသင်္ခါရနိရောဓဝိညာဏနိရောဓလုတ်ကောင်းတယ်ညောသင်္ခါရနိရောဓဝိညာဏနိရောဓလုံကောင်းမလုတ်ကောင်းဘူးလားသင်္ခါရနိရောဓဆိုတော့ကာမဝတ္ကျွတ်ဟုတ်လားဝိညာဏနိရောဓဆိုတော့ဒီအကျိုးဝိပါကတွေရောမကျွတ်ဘူးလားဝတ္ကျွတ်ရှင်တော့လုတ်ပါပေါ်လားညာဦးတင်ပေါ်လားပေါ်ရင်သေးချာမှတ်ပါပေါ်ရင်သေးချာမှတ်ပါဩဒါဖြင့်လုံကြီးကွာချားနေလို့ပါလားဆိုတော့ပေါ်သွား
သစ္စာမသိဘဲနဲ့လုံရင်သံဃာရှိတယ်ကွညံ့မို့လို့သေးလားသစ္စာသိပြီးမှလုံရင်သံဃာပြတ်တယ်ကွပကံဝတ်တယ်ညံ့မို့လို့သေးလားသဘောပါကြဗလားဝိညာဉ်အိတ်တယ်လည်းမရဘူးသေချာမှတ်ပါနော်သင်္ခါရဖြစ်เสียဝိညာဏဆိုတော့သမုဒိယကြောင့်ဒုက္ခဖြစ်သဘောကျသမုဒိယသစ္စာကြောင့်ဒါကသင်္ခါရဖြစ်เสียဝိညာဏသင်္ခါရနိရောဓဝိညာဏနိရောဓဆိုတော့ဒကာဓမ္မတို့သင်္ခါရချုပ်လို့ဝိညာဉ်ချုပ်တယ်ဆိုတော့ဒီကမက္ခသစ္စာဒီကနိရောဓသစ္စာသွားဖြစ်ပေါ်ဗလားဒါကစာထဲမှာမပါဘူးခွန်ကြီးဖြစ်ရစာထဲအကုန်ရေးမှဆိုရင်တစ်ဖက်ကြီးဖြစ်နေမှာပဲစာလုံးကိုပြီးတော့မှမဟုတ်တော့ဖြတ်လမ်းမှရေးမှဆိုရင်နော်ကဲဒါသဘောပါကြလားကောင်းပြီဒါဖြင့်ဒကာဓမ္မတို့မသိတဲ့ပုဂ္ဂိုလ်အစုပေးခြင်းကြောင့်ဒုက္ခရောက်သည်ပေါ်ဗလားဒါဘယ်နဲ့ဆိုမှမသိတဲ့ပုဂ္ဂိုလ်အစုပေးခြင်းကြောင့်ဒုက္ခရောက်သည်ဒီသစ္စာပြန်ရတာဘာလို့တော့မေးတော့မသိတာကအဝိဇ္ဇာပြုလုပ်တာကရတာကကဲမသိတဲ့ပုဂ္ဂိုလ်လူပဲလိုက်တာဘာသစ္စာရသိတဲ့ပုဂ္ဂိုလ်ဟောဒီဒုက္ခသစ္စာကိုလှမ်းသိထားတယ်သိတဲ့ပုဂ္ဂိုလ်အလူပေးလို့ရှိရင်ဖြင့်ဒုက္ခချုပ်ပေါ်ပါလားသိတဲ့ပုဂ္ဂိုလ်အလူပေးရင်ဒုက္ခချုပ်တယ်ဒီသစ္စာလှမ်းသိထားတာလက်ရှိကိုလည်းသိထားတယ်လက်မဲ့ရောသိထားတော့သိတဲ့ပုဂ္ဂိုလ်အလူပေးရင်ဒုက္ခပဲတယ်မနဲ့လောက်ကြမလို့သိပြီးအလူပေးရင်ဒုက္ခချုပ်မသိလူပေးရင်ဒုက္ခရမယ်ဆိုတော့ဝတ္တဝိဝတ္တစာလိုခွဲတာပါပဲတို့တော့ဒါကအမြင်ခွဲဘုညောအပြောကံကြခွဲတာလားအမြင်နဲ့ခွဲတာလားအမြင်နဲ့ခွဲတာဘယ်အတည်ပြုကြမလို့ပြောကံညာနဲ့ခွဲတာကိုခင်ဗျားတို့မယုံနဲ့ကိုယ်တဏ္ဍာမှာလူသိစိတ်နာသိစိတ်ကိုဒုက္ခသစ္စာလို့မသိတာကအဝိဇ္ဇာမသိတော့လူမိသားစုပဲမိကားမိပြီးစုမတောင်းဘူးလားတောင်းလိုက်တဲ့အခါသူ့တင်လေတည်ရင်တော့မပြည့်ဘူးလားခန္ဓာ၅ပါးမရဘူးလားဘာသစ္စာရမသိတဲ့ပုဂ္ဂိုလ်လူပေးလို့ဒုက္ခရောက်ရှင်းမလားကဲလက်ရှိခန္ဓာကြီးကိုဝိဇ္ဇာနဲ့သိပေစားတဲ့ဘာသစ္စာလဲဝါရတိဝိဇ္ဇာဖြစ်မသွားသေးဘူးလားဒီခန္ဓာကိုယ်ကြီးကဒုက္ခသစ္စာလို့သိတော့ဝိဇ္ဇာလားဝိဇ္ဇာလားဒါဖြင့်ဒုက္ခကြရအလုံးမပဲဆိုတာကသင်္ခါရသဘောကျအဲ့ဒီသင်္ခါရလွတ်လိုက်တော့ကိုတဲ့ဒကာဓမ္မတို့တဲ့ဝိညာဏယုသလနာဖသဝေဒနာဆိုတော့သိတဲ့ပုဂ္ဂိုလ်လုံးသောကြောင့်ဒီဒုက္ခသစ္စာပေါ်မလားဒါဖြင့်သိတဲ့ပုဂ္ဂိုလ်အလုံးလုံးရင်ဒုက္ခလွတ်တယ်ပေါ်လားသိတဲ့ပုဂ္ဂိုလ်အလုံးလုံးရင်ဒုက္ခလွတ်တယ်ရှင်းပြီနော်နောက်သမုဒိယလာသေးရဲ့လားနောက်ဒုက္ခဒါပြန်အဝိုင်းကြီးလည်နိုင်သေးရဲ့လားရှင်းမလားဒါပြန်ဒကာဓမ္မတို့သေးချာဆရာဘုန်းကြီးကဆုံးမတွင်သင်ပြီးဒီကာလခန္ဓာတွေကဖြစ်စဉ်ကိုပြနေတဲ့စက်ဝိုင်းဆိုတာတော့ယုံကြည်ကြပါလားအဲ့ဒါတရားမဆုံးမနေမှာသို့သောကြောင့်ဒကာဓမ္မတို့မသိတဲ့ပုဂ္ဂိုလ်အလှပေးရင်ဘာရတယ်လဲသိတဲ့ပုဂ္ဂိုလ်ကျင့်ကြံကြိုးကုတ်လူသားများလို့လုပ်ခဲ့တော့ဒုက္ခပါတော့ဒုက္ခလွတ်တယ်ဆိုတော့သိတဲ့ပုဂ္ဂိုလ်ကလိုချင်လို့လုပ်သလားခန္ဓာကိုမလိုချင်လို့လုပ်သလားဒါဖြင့်သိတာကဝိဇ္ဇာမလိုချင်တာကအာလောဘဖြစ်သေးဘူးလားဖြစ်တော့ဒါကြီးလဲနေတာဒီဝင်ရိုးပဲအဝိဇ္ဇာနဲ့ဘုံဘဝတဏှာလဲနေတာကြာကြီးအဝိုင်းလဲနေတာကဒီမှာပေါ်သေးဘူးလားအဝိဇ္ဇာနဲ့ဘဝတဏှာဒီဒါမှပါထင်ကြတာဝင်ရိုးသဘောကျအဲ့တော့သိတဲ့ပုဂ္ဂိုလ်အလုံးလုံးတဲ့ခါကျတော့ဝင်ရိုးဖြစ်သေးရဲ့လားဝင်ရိုးမဖြစ်လို့ရှိရင်လှဲ့လို့ဟောဒါပြန်ဒီနေ့တရားသည်ဝင်ရိုးချိုးတဲ့တရားဆိုတာပေါ်ဗလားဘာတရားပါလဲခင်ဗျားတို့ကံကြရာလည်နေမှာဆိုလို့ဝင်ရိုးချိုးပြစ်တာပေါ်ကြပါလားခင်ဗျားတို့ကံကြရာလည်မှာဆိုလို့ဗါတဲ့ဝင်ရိုးချိုးတာဆိုတော့သိတာက
ဝိဇ္ဇာဆိုတော့အဝိဇ္ဇာရှိသေးရဲ့လားသင်္ခါရကသူပြုလုပ်တတ်တဲ့တရားတဲ့လိုချင်လို့ပြုလုပ်တာမလိုချင်တော့ကိုအသင်္ခါရဆိုတဲ့ကြောင်းမြန်ဖြစ်မသွားဘူးလားခန္ဓာမလိုချင်တာပေါ့ဗျာမလိုချင်တာကတော့အလောဘဆိုတော့တဏှာကဘာဖြစ်သွားအဝိဇ္ဇာကဘာဖြစ်သွားဒါဖြင့်ခင်ဗျားတို့တသံတရားလုံးသံဃာလဲနေတဲ့ဝင်ရိုးကြီးယနေ့ကျိုးတယ်မကျိုးဘူးလားသဘောပါကြရဲ့ကောင်းပြီဒါဖြင့်ဝင်ရိုးတော့ကျိုးပြီဗျာဝင်ရိုးကျိုးလို့ရှိရင်ဖြင့်ဒီဘင်းကြီးမှာတရားဓမ္မတို့တောက်တွေကတေနေ3 4ဆိုတော့တောက်တွေကမပါဘူးလားဝင်ရိုးပါဆိုတော့တောက်ဆက်ရလဲဘင်းသွားကြည့်ပါဝင်ရိုးပေါ်မှာပါဆက်ရဝင်ရိုးပေါ်ပါတဲ့တောင်းမဆိုင်ခင်ဟောဒီအနီးရကလေးကပတောင်းလို့မှတ်လိုက်စမ်းဝင်ရိုးထဲတဲ့အပေါက်အရာကြီးပေါ့သဘောကျဒီနေရကပါပါလိမ့်ပတောင်းမော်တော်မှာတော့ဗျာခင်ဗျားတို့ဘေးကနေပြီးဒီကလာဘောလုံးပဲတင်ဆိုပြီးဒီကလာလှည့်တဲ့နေရာပေါ့ဗျာရိပ်မိမလားကောင်းပြီဒါဖြင့်ဝင်ရိုးကြီးဒီပတောင်းပေါ်မှာတောက်ဆက်ရသဘောကျတောက်ပေါ်မှာတခါတည်းကနေပြီးဒီကလာတာယာကွတ်တင်နဲ့မကွက်ရဘူးဒါမှလိမ့်လို့ဖြစ်မှာနမရင်ဖြစ်နိုင်မှာဒါကြီးကဒါဖြင့်ဒါကဘာခေါ်ကြမလဲဝင်ရိုးဒီဘက်ကဘာပါလိမ့်ဒီလေးခုကဘာပါလိမ့်ဒီအပြာပတ်ကြီးကဘာပါလိမ့်တံပတ်ခွေကြီးဒီနေ့မော်တော်တာယာကြီးပေါ့ရိပ်မိဗလားဒါပြန်ဘင်းဖြစ်ဗလားမဖြစ်သေးဘူးလားအဲ့ဒါခမည်းတော်ငကိုကဒီဘင်းကြီးဖြစ်နေပေါ်ကြပါလားငကိုကဘာဖြစ်နေကြပါလိမ့်ဘင်းကြီးဖြစ်နေတယ်ဆိုတာရှင်းကြပါလားခိုင်းတာပြန်ဝင်ရိုးတော့ဖြင့်သိတဲ့ပုဂ္ဂိုလ်ပြုလုပ်သောကြောင့်မလို့သိတဲ့ပုဂ္ဂိုလ်ကဒုက္ခသစ္စာမလို့ရင်လို့ပြုလုပ်သဘောကျသိတော့ဒါကဘာဖြစ်သွားတော့ဝိဇ္ဇာမလို့ရင်တော့ဒါကဘာဖြစ်သွားအလောဘဖြစ်သွားတော့ဒကာဓမ္မတော့ဝိဇ္ဇာနဲ့တဏှာမချုပ်ဘူးလားဒါဖြင့်ဒါအလုံးလုံးတဲ့နေရာမဟောသေးပါဘူးလူပုံတန်းပုံဟောတော့ရှိသေးတယ်သဘောကျလားအလုံးလုံးပုံကိုဟောဗလားလူပုံတန်းပုံကိုပြင်တော့မဲလားပြင်တော့မရှိသေးတယ်ဒါဖြင့်ဒကာဓမ္မတို့အဝိဇ္ဇာနဲ့တဏှာမချုပ်သေးဘူးလားချုပ်ဘူးလားချုပ်တော့ဝင်ရိုးကြီးဖြင့်ပြက်ခါမစွန်နိုင်ဘူးလားဒါကိုစာလိုသုံးတော့အာသောဝင်ရိုးလို့ခေါ်ပါတယ်စာလိုသုံးတော့အဝိဇ္ဇာပဒေါင်းဆိုတာရှိသေးတယ်အဝိဇ္ဇာကပဒေါင်းနဲ့အာသောကဗါတဲ့အဝိဇ္ဇာကဒီပဒေါင်းကြီးကဒကာဓမ္မတို့ဝင်ရိုးကျိုးသွားတာဆိုလဲပဒေါင်းပေါ်မှာတောက်ဆိုင်လို့ရသေးတယ်မရဘူးလားရပါဘူးပဒေါင်းပေါ်မှာတောက်ဆိုင်လို့ရသေးတယ်ဆိုတော့ဒီပဒေါင်းမဖြစ်လို့ရှိရင်လည်းတော်ပါမတော်တော့ဒီလိုလုပ်လိုက်ဒကာဓမ္မတို့ဒါတွေကဘာသစ္စာတွေပါလဲဒုက္ခသစ္စာတွေဆိုတော့ဒီကနေပြီးညာနဲ့ဝေဒနာပေါ်လဲဒုက္ခသစ္စာပေါ်တယ်လို့သိပြီသာသပေါ်ရင်ရောဒုက္ခသစ္စာပေါ်တယ်လို့မသိရပါဘူးလားသာလနာပေါ်ရင်ရောဒါဖြင့်ဒကာဓမ္မတို့မသိတာကသိတာဖြစ်မသွားဘူးလားဒါဖြင့်မအဝိဇ္ဇာရိဟုသောပဒေါင်းကြီးဟာဒကာဓမ္မတို့သိသွားတဲ့ကဒီပဒေါင်းရှိသေးရဲ့အာသောဝင်လေကြိုးပြီးသိခြင်းကြောင့်ပဒေါင်းကြီးကရှိသေးရဲ့ဒါဖြင့်အဝိဇ္ဇာမရှိတဲ့ပုဂ္ဂိုလ်ဒီသင်္ခါရဆိုတဲ့ဒီတောက်တွေလောက်ပါအောင်မလောက်လို့ရှိရင်ဖြင့်သင်္ခါရတောက်တွေကဘယ်နဲ့နေတော့ကျိုးလိုက်ကျိုးသင်္ခါရတောက်တွေကျိုးလို့ရှိရင်ဒီကိုကြီးကဘယ်သွားကော့မလဲမကော့နိုင်လို့ရှိရင်ဇေယမရဏကိုကြီးကလိုလိုပြုတ်ကြမကြဘူးလားဒါဖြင့်တရားကိုသေချာမှတ်ကြအောင်စောစောစီစီပြောတာကိုလည်းမှတ်ပါအာသောဝင်ယောမှတ်မိပြီနော်အာသောဝင်ယောအဝိဇ္ဇာပဒေါင်းသင်္ခါရတောက်တွေရှင်းမလားဇေယမရဏအကုတ်တွေပေါ်လားပြန်ပြောမယ်တစ်ခေါက်အာသောကပါတဲ့အဝိဇ္ဇာကသင်္ခါရတွေကာမဘဝတွေကဘာတွေပါလဲဒီကအပြာပါကြီးကဘာပါလဲမလို့ဆိုတော့သရမရဏအကောရှင်းမလားပါတယ်တော့ဒါဖြင့်ခင်ဗျားတို့ကုသိုလ်လုပ်လဲဇေယမရဏအကောနဲ့သွားတွေ့မှာအကုသိုလ်လုပ်လဲ
ဘာကြောင့်တော့ဆိုလို့ရှိရင်ဖြင့်တဲ့အဝိဇ္ဇာဗရောင်းပေါ်မှာစိုက်ထားတာအာတော့ဝင်ရုပ်ကလှည့်လိုက်တော့အောက်ရောက်ထက်ရောက်မရောက်စဉ်းစားမိကြဘူးသောဘကစဉ်းစားမိတဲ့ခါကျတော့ဓမ္မတွေဒီအရေးကြီးဆုံးဟာဒီဝင်ရုပ်လည်းကျိုးရဒီဗရောင်းလည်းမရှိမှအလေရမယ်တန်တရားအလေရမယ်သဘောပါကြဝင်ရုပ်လည်းမရှိမှဗရောင်းလည်းမရှိမှဘာပါလိမ့်တောက်တည်ကြီးလဲနိုင်သေးလားအပကြီးကသူ့ဟာသူပုံကြပါမယ်သဘောပါကြဒါဖြင့်ဒီရေးရတရားဓမ္မတို့သမင်းရကြီးတဲ့ရေးလားတသံတရားလုံးကဒီဝင်ရုံမကျိုးခဲ့လို့ပထောင်ကြီးမပြုတ်ခဲ့လို့ကျွတ်တို့မှလဲနေရတာကိုယနေ့ဒီတရားဓမ္မတို့ဝင်ရုံချုပ်ပြီးဒီကလာပထောင်ကဖြစ်ရတော့မယ်သဘောပါကြဝင်ရုံချုပ်ပြီးဘာလို့ရမလဲပထောင်ဖြစ်ရမယ်ဆိုတော့တရားကတော့အမှန်နဲ့တပေါ့ဗျာနက်ပင်နဲ့ညာဆိုလည်းပေနာထောင်မှာဒီအစ်ဓမ္မနိဗ္ဗာန်ရောက်မှာသဘောပါနဲ့တော့မနဲ့ဘူးလားဆိုတော့ဒီတရားမှမနာရလို့ရှိရင်သံဃာအလေရပါမယ်ဒါဖြင့်ပထောင်ကျိုးအောင်လဲဝင်ရုံကျိုးအောင်လဲလုံမှပထောင်မြင်လဲပြုတ်ကြအောင်လုပ်ပါမှဥမာရင်နေရကြမယ်သဘောပါကြကောင်းပြီဒါဖြင့်ဒကာဓမ္မတို့အလုတ်ပြတော့နော်အလုတ်ပြတော့မယ်ဆိုတော့ဒကာဓမ္မတို့ကိုတဲ့ဒီပြိဋိဝိညာဉ်ဆိုတဲ့ဥစ္စာဒီလွန်ခဲ့ပြီးသားကာလဖြစ်သောကြောင့်ဝိပဿနာမရှိပါနဲ့ပြိဋိစိတ်ကိုပြိဋိစိတ်ကပြိဋိနေပြီးချုပ်ခဲ့တာကိုဝိပဿနာရှိတော့တွေ့သေးရလားဒါဖြင့်သူ့လည်းဝိပဿနာမရှိနဲ့ဘောဗလားဒီခန်းကဥပဒနာရှိရမယ်ခန်းကိုဗျနာယုတ်လည်းရှုနိုင်ပါတယ်ပါဠိယနာရောဖတ်တာဝေဒနာရှုနိုင်ပါတယ်ဆိုတော့ဒီဝိညာဉ်ပဲနဲ့တော့ဗျဒီဝိညာဉ်ကသာလာယနာလည်းပါတော့ပါဘူးလားမနာယနာဆိုတာဒီထဲမှာပါဘူးလားသက္ကာယနာသောတာယနာဂာနာယနာဇေဝယနာကာယယနာမနာယနာဆိုပြီး6ခုဒီတဲ့စိတ်ကပါပြီးသားနေသူကပြိဋိစိတ်ကိုဘုန်းကြီးကဖြုတ်ခဲ့အဲ့တော့ခန္ဓာ၅ပါးဒီလေးခုကိုပေါင်းလိုက်လို့ရှိရင်ခန္ဓာ၅ပါးမစုံဘူးလားနာငါနာမခန္ဓာယုတ်ကယူပခန္ဓာသဘောကျလားသာလရဏမှာလည်း၅ခုကယူပခန္ဓာတစ်ခုကဝိညာဉ်နဲ့ခန္ဓာသဘောကျလားဖသကသင်္ခါရခန္ဓာဝေဒနာခန္ဓာမရှင်းသေးဘူးလားပေါင်းလိုက်တော့ဒီလေးခုပေါင်းရင်ခန္ဓာဘယ်နှပါးရပေါ်ကြပြီခန္ဓာ၅ပါးပဲရခန္ဓာ၅ပါးကိုဒကာဓမ္မတို့ပฏิပဌာန်နဲ့သွန်းလိုက်တဲ့အခါကျတော့ပฏิပဌာန်၄ပါးသွားဖြစ်ခန္ဓာ၅ပါးပฏิပဌာန်နဲ့သွန်းလိုက်တော့ဘယ်နှပါးဖြစ်သွားရှင်းသွားပြီပฏิပဌာန်၄ပါးကိုခြုံလိုက်ပြန်တော့ပฏิပဌာန်က၄ပါးရှိကြတယ်ခြုံလိုက်တော့နာနဲ့ရုပ်ပဲရှိ၄ပါးခြုံလိုက်တော့ဘာရသွားပေါ်ကြအဲ့ဒီနာယုတ်ကိုလည်းတခါခြုံလိုက်ပါဦးဒကာဓမ္မတို့နာယုတ်ကိုလည်းခြုံလိုက်ပါဦးနာမရှိတော့လည်းဖြစ်ပြက်ပဲရှိရုပ်မရှိပြန်တော့ဖြစ်ပြက်တစ်လုံးနဲ့ရှိပေါ်ပါလားခြုံလိုက်တော့ဘာတစ်လုံးနဲ့တော့ဖြစ်ပြက်တစ်လုံးနဲ့ရှိဆိုတော့ခမည်းတော်မြင်မာပြီးဖြစ်ပြက်ပဲမြင်မယ်နာကြည့်လည်းဖြစ်ပြက်တွေ့ခါရုပ်ကြည့်ရောဝေဒနာကြည့်ရောဘာသာကြည့်ရင်ရောဒါဖြင့်ဒကာဓမ္မတို့ဒီလိုနိဗ္ဗာန်သွားမဲ့တရားဘယ်တရားပါလိမ့်မလို့ဆိုတော့ဖြစ်ပြမြင်အောင်ရှုတဲ့တရားသိဆရာထုံးကြီးကမှမြင်တယ်ရိပ်မိဗလားအေးမနေ့ကလည်းလာတယ်ကောင်းပြီဒါဖြင့်ဒကာဓမ္မတို့ဆုံးလိုက်တော့ဖြစ်ပြပဲကြံတော့သဘောကျကဲဒါဖြင့်ခင်ဗျားတို့ဖြစ်ပြကြံတော့တယ်ဆိုတာပြီးတော့တို့ဟာဖြစ်ပြရှုဖို့ပဲပေါ်ကြပါလားဘာရှုကြရုပ်ရှုမှလားဖြစ်ပြရှုမှလားနာရှုမှလားဖြစ်ပြရှုမှလားဝေဒနာရှုမှလားဖြစ်ပြရှုမှလားဒါဘယ်မှာဟောပါလိမ့်ဘုံမေးတော့ခမည်းတော်ဂရိပဌံသွားကြည့်သမုဒိယဓမ္မာနုပတိဝါဖြစ်တာရှုกว่าဝေယဓမ္မာနုပတိဝါပြက်တာရှုกว่าကဲဝေဒနာနောက်ဆုံးနေကုန်ချုပ်တော့ဒါလာတာစိတ်ဓာတ်ဥပဒနာနေကုန်ချုပ်လိုက်တော့သမုဒိယဓမ္မာနုပတိဝါမလာဘူးလားဝေယဓမ္မာနုပတိဝါမလာဘူးလားဘာရှုခိုင်းတယ်
ဒါဖြင့်ဝေဒနာမရှိနဲ့ဖြစ်ဖြစ်ရှုစိတ်မရှိနဲ့ရုပ်မရှိနဲ့သဘောကျဒါဖြင့်ရုပ်တွေ့နေလို့ရှိရင်ဝေဒနာတွေ့နေသေးလို့ရှိလျင်နာမပရိစ္ဆေဒညာယူပပရိစ္ဆေဒညာသွားဖြစ်ဖြစ်ပြကျွေးမှသာလျှင်သမသနာဥရိယပြဖြစ်ပါတယ်ပေါ်ကြပါလားကြက်နာကြီးကြီးနဲ့ထောင်မှာရုပ်တွေ့နေယူပပရိစ္ဆေဒညာနာတွေ့နေဖြစ်ပြကျွေးရင်သမသနာဥရိယပြမကွာဘူးလားဖြစ်ပြကျွေးရင်သမသနာညာဥရိယပြညာဆိုရင်လွယ်ပါမယ်ဒါပြန်အဲ့ဒီညာကမှဥပဒနာအစမဟုတ်လားဒါပြန်ဥပဒနာစကြစို့ဝိပဿနာစတော့ဗေဒဂရမတို့ဝိပဿနာကိုဘယ်နေရာမှာဘုရားသခင်ကိုရမေကြီးဟောခဲ့ပါလိမ့်မလဲလို့မေးတော့မနေ့ကရှင်းပြီးခဲ့နော်ဝိပဿနာဆိုတာအိပတိကောခေါ်ရာကိုသံဒိဋ္ဌိကောနဲ့လိုက်မနေ့ကမသိငယ်ဘူးလားပါရဲတော့ဆရာထွန်းကြီးပေါ်လားအိပတိကောခေါ်ရာကိုအိပတိဆိုတာဖြစ်ပြတရားကလာခဲ့ပါပတ္တကျုပ်ကဘာဖြစ်နေလဲကြည်စမ်းပါမခေါ်ဘူးလားအဲ့တော့ဒကာဓမ္မတွေကသံဒိဋ္ဌိကောနဲ့လိုက်သာမန်ပတ္တိတပေါ့ကိုယ်တိုင်မြောင်ကြည့်မဟိသဘောကျသံဒိဋ္ဌိကောဆိုတော့ဗါတဲ့ဘယ်နေရာကြည့်ရမှာတော့ဆိုတော့ခေါ်ရကြည့်ဒကာဓမ္မတို့ဗါတယ်တော့ဘယ်သူကခေါ်ပါလိမ့်ညာအိပတိကောဆိုတော့ရုပ်မှလည်းအိပတိကောရှိတာပဲနာမရောဒါဖြင့်အေးလာခဲ့ပါပတ္တရှုပါလို့ဆိုတာယုံနာကခေါ်တယ်သဘောကျအိပတိကောဆိုတော့ဘယ်သူကခေါ်တာပါလိမ့်ယုံနာကခေါ်တော့ခေါ်တာပဲတဲ့သူခေါ်ကုန်ကကျုပ်ပဲလို့ဖြစ်နေတယ်ကျုပ်ပဲလို့ပြက်နေတယ်ဆိုတာလာကြည့်ပါလို့ခေါ်တယ်ပေါ်ကြပါကျုပ်ပဲလို့ရှုပေါ်ကြပါစိတ်ကြိုက်စိတ်ရှုဝေဒနာကြိုက်ရင်ရှုရင်သူတို့ကဘယ်လိုခေါ်မယ်ထင်လဲခေါ်တာအေးလာတော့ပတ္တရှုပါမခေါ်ဘူးလားဟောတော့ဒီပေါ်ကနေပြီးသံဒိဋ္ဌိကောတာမန်ပတ္တိတာဘောကိုယ်ရမြောင်လိုက်စမ်းမှာခေါ်ရလိုက်သဘောကျခေါ်တာကကျုပ်ဒုက္ခရောက်နေတယ်လာပါအောင်လို့ခေါ်တာပေါ်ကြသူတို့ဖြစ်ရတာဘာသစ္စာလဲကျုပ်ဒုက္ခရောက်နေတယ်လာကြည့်ပါအောင်ဆိုတော့ခင်ဗျားတို့ဉာဏ်တော်ကြည့်သဘောကျဒုက္ခရောက်လို့ခေါ်တာကိုဉာဏ်နဲ့သွားကြည့်ကြမှာကြည့်တော့ဘာသစ္စာမြင်ရမလဲကြည့်တော့တဲ့ဉာဏ်ကဘာသစ္စာဒုက္ခမက္ခနဲ့ဒုက္ခကခေါ်ရာကိုမက္ခကလိုက်ပါပြောတာသဘောပါကြဒုက္ခကခေါ်ရာကိုဒါဖြင့်ဒုက္ခသစ္စာမက္ခသစ္စာဖြစ်သွားဖြစ်သေးဘူးလားခေါ်တာကဘာသစ္စာလိုက်တာကကဲတော့မဲ့ဟာဆူတောင်းလို့လားလိုက်ရမယ်လို့လားအဲ့ဒါကိုစာလို့သုံးတော့ပွားများရမယ်လို့ဆိုပြီးခေါ်လိုက်ပါတယ်ရှင်းကြပါလားဒါဖြင့်ဒကာဓမ္မတို့အိပတိကောသဘောကျဒီနေ့ဘယ်နှကြိမ်ခေါ်မလဲအကျဉ်းများတော့ခေါ်မှာနော်လိုက်တော့ဘာနဲ့လဲရမယ်တန်လေးဒီကောဆိုတော့မဲ့နဲ့လိုက်ပါဘယ်နှကြိမ်လဲရမှာပါလိမ့်ခေါ်တိုင်းလိုက်ပါခေါ်တိုင်းလိုက်တာဝိပဿနာပေါ်ရခေါ်တိုင်းလိုက်တာရှင်းမလားဝိပဿနာဆိုတာဘာပါလိမ့်အိပတိကောခေါ်ရကိုတန်လေးဒီကောနဲ့လိုက်နေရင်ဒါဝိပဿနာပဲပေါ်ပါလားဟာဘုန်းကြီးဆန်းလာကြီးလားတကယ်ဝတ္တရားဆိုကြလားပါဠိတော်ပဲလားပါဠိတော်ပါမဆန်းပါဒကာဓမ္မတို့ဆန်းဟောရင်ဘုန်းကြီးပဲရောက်မှာပေါ့မသိတာဖော်ပြောနေတယ်လို့မှတ်ပါဘယ်လိုမှတ်ကြမသိတာဖော်ပြောနေတော့ခင်ဗျားတို့ကအိပတိကောဆိုပြီးတော့ကာလာဘယ်နေရာမှာသွားပြီးအသုံးချပါလိမ့်မလဲမေးတယ်နော်တန်တိတိကောလို့လည်းခင်ဗျားတို့ပါဇက်ကမရွတ်ဘူးလားဘယ်နေရာမှာသွားရွတ်ပါလိမ့်မလဲလို့မေးဖို့မလိုဘူးလားဘုရားရှိခိုးသွားရွတ်ခန္ဓာကိုခေါ်ရာကိုလိုက်ပါလို့ဆိုတဲ့ဥစ္စာဘုရားရှိသွားနေ
မလွယ်ဘူးလားလွယ်သလားအိပါတိကအေးလာခဲ့ပါပတ်သက်ရှုပါဆိုတာခန္ဓာကခေါ်တာမဟုတ်လားခန္ဓာခေါ်ရာကိုကိုယ်ညာကမလိုက်ရပါဘူးလားဒါဖြင့်ခန္ဓာခေါ်ရာကိုကိုယ်ညာကလိုက်ရမှာဘုရားရှိသွားပြီခမည်းတော်ကဘုရားရှိခိုးတရားရှိခိုးလုံနေတယ်မလုံကြဘူးလားရှိခိုးရမှာလားသူ့အိဗယ်ကိုကြည့်ပါအေးလာခဲ့ပါပတ်သက်ရှုပါလို့သူ့အိဗယ်ကမခေါ်ဘူးလားဟုတ်တရားရှိခိုးရမှာလားအေးလာခဲ့ပါပတ်သက်ရှုပါလို့ခေါ်သလားနာရှိခိုးလို့ဆိုသလားမင်းတို့ခန္ဓာမင်းတို့ရှုလို့ပြောသလားတို့ဘာလို့ခင်ဗျားတို့ဘုရားရှိခိုးဟိုလူကြီးတွေကဒီလိုပဲဗျလူကြီးတွေကင်ပေါက်မှာပဲခင်ဗျားတို့ပေါက်ပြီလားပေါက်မလားအဲ့ဒီတော့ဒကာဓမ္မတွေဘုန်းကြီးကဘုရားပယ်တယ်လို့မယူလိုက်နဲ့နော်ဘုရားရှိခိုးရင်သမထခေါ်ရလိုက်ရင်ဝိပဿနာဝဲကြပါဘုရားရှိခိုးရင်သမထဒါတွေရုပ်ပြီးရှိခိုးနေရင်သမထပါရံဓမ္မနုပ္ပတိဘာပါလဲဒါနုပ္ပတိဆိုရဲသမထလားဥပဒနာလားဟေ့ဆရာသွန်းကြီးသမထဆိုတော့သိကြလားဒါပြန်ဘုရားရှိသွားပြီခင်ဗျားတို့ကတောင်းတော့နိဗ္ဗာန်ဟုတ်လားရွတ်တော့သမထဆိုတော့ကြိုက်ပါဦးမလားလေကျင်နာကပါတော့နိဗ္ဗာန်အလုံးနဲ့ပြပြီးဒီကလာအလုံးလုံးနေတာကဘာပါလဲအလုကသမထရကျင်တာကဝိပဿနာဤအကျိုးကျေးဇူးနိဗ္ဗာန်ကြိုက်ပါမလားဒါငယ်တော့ဘုရားရှိကန့်လန့်သွားလို့ကဲဘုရားနဲ့ရင်းမိဗလားကန့်လန့်လောက်တာလို့ဆိုရသဘောပါရလားသူဘုရားရှိခိုးဆုံးသွားကြီးနိဗ္ဗာန်ရပါလို့ပါဘူးလားသူလုံးနေတာကနိဗ္ဗာန်ပဲလားသမထပဲလားသမထကနိဗ္ဗာန်ရောက်ပါရဲ့လားဝေသောကြောင့်သာဖြစ်တဲ့ဆရာထွန်ဤသောကြောင့်ဖြစ်ပါသိကြကြဒါဖြင့်ဒကာဓမ္မတို့ဘုရားရှိခိုးပြီးဒီကာလအချိန်ကုန်ရတာနဲ့အိပတိကောခေါ်ရာကိုတန်ဋိဋ္ဌိကောနဲ့လိုက်ရတာနဲ့ဘယ်ဟာကမြတ်တော်ခေါ်ရလိုက်ရတာမြတ်တယ်နော်ခိုင်းတာဖြင့်ခဏတော့ခန္ဓာကိုယ်ထဲမှာခေါ်ရလိုက်နေရှင်းမလားလောဘစိတ်ကခေါ်လို့ရှိရင်လေလောဘစိတ်နောက်ကိုတန်ဋိဋ္ဌိကောနဲ့လိုက်ညံနဲ့လိုက်ပြီညံနဲ့လိုက်တော့လောဘတွေ့သလားအိဋ္ဌတွေ့သလားအိဋ္ဌရှင်းမလားဒါဖြင့်တွေ့တာကအိဋ္ဌဖြစ်လို့ရှိရင်ဖြင့်တွေ့တဲ့ညံကမက်ကသွားဖြစ်ဘူးလားဖြစ်ပါဘူးလောကီမက်ကမောရဆရာထွန်းဖြစ်ဘူးလားဖြစ်ပါဘူးရိပ်မိကြမလားဒကာဓမ္မတို့ခေါ်ရာကအိဋ္ဌလိုက်တာကမက်ကခေါ်ရာကလိုက်တာကမက်ကဒါဖြင့်အိပါတိကောခေါ်ရာကိုသံဋိဋ္ဌိကောနဲ့လိုက်ပါရွတ်ပါရှိကိုခင်ဗျားတို့ရထားတဲ့ပါဠိဘုရားရှိရတဲ့ပါဠိရွတ်ပါအောင်အကာလိကောအခါမလဲချုပ်ပြီးမေးဘူးလားမေးပါဘူးကဲဒီကစိတ်ကလေးကခေါ်ပြီးကျုပ်လာကြည့်ပါအောင်လို့ခေါ်တော့ဒီကညာလေးနဲ့လိုက်တော့ဝေဒနာပြည့်စရာတဏှာလာသေးရဲ့ညာကဒီကြဖြတ်ပလိုက်ညာကဒီညာနေလိုက်တာဖြတ်ဘူးလားဒီဆက်ကိုသဘောပါရဲ့လားမခေါ်ရင်စဒီမလိုက်ရင်စမယ်အိပါတိကောခေါ်ရာကိုဗန္တိတိကောနဲ့မလိုက်ရင်ဝေဒနာပြည့်စရာတဏှာပေါ်ကြပါခေါ်ရာကိုလိုက်မယ်ဆိုရင်ဝေဒနာပြည့်စရာပညာသွားဖြစ်ပေါ်ပါလားဝေဒနာပြည့်စရာခေါ်ရလိုက်ရင်ဝေဒနာပြည့်စရာပညာဖသပြည့်စရာပညာဝိညာဏပြည့်စရာသဘောပါဒါဖြင့်ခေါ်ရလိုက်မှအကာလိကောအခါမလဲကျိုးပေးမကွာဆိုတော့တဏှာဥပါဒံကာမချုပ်ဘူးလားချုပ်ပါဘူးမက္ကဒီများနေလိုက်တော့ဗျမက္ကဒီများနေလိုက်တော့တဏှာဥပါဒံကံရယခုမလာတာလားဆိုလို့ရှိရင်အခုရှုအခုမလာသဘောပါလားအခုရှုရင်ဒါပြန်အခါမလဲအကျိုးပေးတယ်ဆိုတော့ပေါ်သေးဘူးလားဒါပြန်ပေါင်းရဆိုတော့အိပါတိကောခေါ်ရာကိုမန္တိတိကောနဲ့လိုက်ရင်အကာလိကောဖြစ်ပေါ်လားအိပါတိကောခေါ်ရာကိုဒါပါပြန်အကာလိကောဖြစ်ပေါ်ကြပါလားဒါပြန်အကာလိကောတော့ဖြစ်တာသေချာပြီဗျာရှင်မြတ်တာသေချာကွက်ချပြောတာပဲဘယ်ကောင်ကတင်သဘောပါဒီတရားတွေကဘာလို့တတ်တဲ့တရားတွေတုံးဆိုအိပတိကောတရားတွေသဘောပါပါခေါ်တတ်တဲ့တရားတွေ
ဘာကြောင့်လဲသူတို့ကအနိစ္စတရားတွေဒုက္ခသစ္စာတရားတွေမခေါ်တာဘူးလားခေါ်တတ်တယ်ဒါပြန်ဘာနဲ့လိုက်ရမလို့နဲ့တန်တိတိကသာမန်ပတ္တိတာပေါ့ကိုယ်တိုင်မြင်အောင်လိုက်ပါတယ်ကိုယ်တိုင်မြင်အောင်လိုက်ဆိုတော့တဏှာနဲ့လိုက်လို့ရပါမလားညာနဲ့လိုက်မှရမလားဒါပြန်တန်တိတိကောသာမန်ပတ္တိတာဘောလို့ဆရာထွန်းဖွင့်မှုလားဗျသာမန်ကိုယ်တိုင်ပတ္တိတာဘောညာနဲ့မြင်အောင်ရှုกว่าမဆိုဘူးလားဆိုပါဘူးဒါပြန်အိပါတိကောခေါ်ရကိုတန်တိတိကောနဲ့လိုက်လို့ရှိရင်အကာလီကောဆိုတဲ့တဏှာဥပါဒံတွေဟာယန္တုတွေအကုန်ချုပ်ပါမချုပ်ဘူးလားချုပ်ရန်သူချုပ်တော့ဒီဘက်ကအနာဂတ်ဒုက္ခတွေလာပါဦးမလားလာပါဘူးဇာတုန်ကြည်စံဒီအနာဂတ်ဒုက္ခတွေဘယ်နဲ့တော့လာပါဘူးဘာလို့အကာလီခေါ်ချုပ်ပေးပြီဗျခဏဘုရားမချုပ်သေးဘူးလားချုပ်ကြတဲ့ကဇာတိဇရာမရဏဘယ်နဲ့နေတော့ဒါအကာလီခေါ်ဟုတ်မဟုတ်ပေါ်ကြပါဒါဖြင့်ဝိပဿနာတရားရှုနေသည်ဘယ်များဟောခဲ့ပါလိမ့်မလို့ကံဝတ်တဲ့ကရှာရှည်ရှည်နဲ့ပြောကြလို့ရှိရင်ပေါ့လေမလျှောက်တော့ပါဘူးဆိုလေးဖားမယ်ကိုယ်ကနိုင်ငံရေးပြောသွားတော့ဒါကြောင့်ဒကာဓမ္မတို့အိပတ္တိကောဆိုတာကတင်းနာပါကွက်ထဲမှာရှိတဲ့တရားအိပတ္တိကောကြီးမှတ်ပါရှုရမယ်တရားကြီးပဲသဘောပါအဲ့ဒါခမည်းတော်ကဝေဒနာပြည့်စရာတဏှာနဲ့လိုက်နေလို့ခဲ့နေတာသဘောကျပညာနဲ့သံဃိတိကောနဲ့လိုက်မယ်ဆိုရင်ဖြင့်ဖြစ်ပြမဲ့မကြိုက်ဘူးလားဖြစ်ပြမဲ့ဆိုတော့မဲ့ကသံဃိတိကသဘောကျခေါ်တာကအိပတ္တိကမဲ့ကပါပါလေခေါ်တာကလိုက်တာကသူလိုက်လိုက်တဲ့တဏှာဥပါဒံကံချုပ်မချုပ်အဲ့ဒါကဘာဆိုကြမလို့နေရာကြိုက်တော့အလုတ်စင်ဘုရားကဟောခဲ့တာတို့ကအလုတ်စင်ကိုမလုပ်ဖဲနဲ့ဘုရားရှိခိုးနေလို့ခက်တာတရားရှိခိုးနေလို့ဝိညာဉ်ဘယ်နဲ့ဆိုမလဲမမနဲ့ရမှန်လို့မရဘူးခင်ဗျားတို့အမှားတော့ကြီးကအတော်ကြီးတယ်မကြီးဘူးလားကြီးသလားသေချာစဉ်းစားပါဒကာဓမ္မတို့ဘုန်းကြီးပြောနေကြတိုင်းပြောရလို့ရှိရင်ဖြင့်အိပတ္တိကောတန်တိတိကောအကာလိကောဆိုတာအလုတ်ကိုခေါ်ခဲ့ခင်ဗျားတို့ကပူဇော်မှုနဲ့လမ်းဆုံးနေဘယ်နဲ့ဘာနဲ့လမ်းဆုံးနေကြဟေးခေါ်တမကြီးတို့ဘာနဲ့ဆုံးနေပူဇော်မှုနဲ့လမ်းဆုံးနေတယ်ဆိုတော့ဒကာဓမ္မတို့ဆေးအသုံးလွဲပေါ့ဘယ်နဲ့ဆိုကြအောင်သောက်ဆေးလိမ့်ဆေးလုပ်ပါဒကာဓမ္မတွေဘယ်နဲ့ဆိုကြဘယ်တော့ယောဂပြောက်မလဲဘုံဆောင်ဝေးဘယ်နည်းနဲ့ပြောက်မလို့သောက်ဆေးလုပ်ရင်ပြောက်မနော်သောက်ဆေးလိမ့်ဆေးဖြစ်နေသုံးတော့ပြောက်ပါမလားပေါ်ကြပါလားဒါနဲ့ဒီကရှိဘယ်လိုသုံးကြမလဲသောက်ဆေးပဲလုပ်ပါလိမ့်ကျင်လို့ရှိရင်ခဏပဲဘုရားရှိသွားပူဇော်လိုက်တာပေါ့သဘောကျပါလားလိမ့်ဆေးကိုပဓာနာမထားပါနဲ့ဘာပဓာနာထားရမလဲသောက်ဆေးပဓာနာထားရမယ်ဆိုတာရိပ်မိဗလားတကယ်ว่าတယ်ဘာဘယ်လိုသုံးချသောက်ဆေးလေတောင်တော့ပြော့နေဗျာသောက်ဆေးပဲလုပ်ပါဆိုတာဖြင့်တရားဓမ္မတွေသေချာမှတ်ပါနော်သောက်ဆေးဟုတ်တယ်မဟုတ်တယ်ကိုလည်းဘုန်းကြီးကသူပြောကြမလိုပါဘူးခင်ဗျားတို့ပါဠိနားမလဲလို့အေဟိလာခဲ့ပါပတ္တရှုပါဆိုတော့ရှ िख ိုးပါခိုင်းသလားရှုပါလို့ခိုင်းတယ်ကဲသောက်ဆေးဟုတ်မဟုတ်ဘူးလားဖြစ်ပြတရားကဒုက္ခသစ္စာကအေဟိလာခဲ့ပါပတ္တကျုပ်ကိုရှုပါပြောဘူးလားဘာစေသူကပြောတယ်ခင်ဗျားတို့ဘာလုပ်တော့ဟာသွားကောသေချာနာလာပဲဒီဥစ္စာသေချာနာတယ်ဆိုတာဒကာဓမ္မတွေရှင်းမလားအဲ့တော့လိမ့်သေးဟာကျေးဇူးမရှိဘူးလားလို့မေးတော့အနာနေယူမဲရအနာမပြောက်ဘူးသမထဘူးဗျဆရာတော်အနာနေယူမဲရပြောက်သွားရလားပေါက်သေးလောက်လိုက်ရင်တော့ဒါပြန်ခင်ဗျားတို့ကနေယူကြိုက်တယ်ပြောက်တာမကြိုက်ဘူးအဓိပ္ပာယ်ဒီမရောက်ဘူးလားအနာနေသွားတာတော့ပြောက်သွားရင်တော့တကယ်ယူတယ်လူတွေပါပြောက်တာမကြိုက်ဘူးဆိုတော့ဒီတဲ့ယူရှိသေးရဲ့လားပေါ်ကြဗလား
အမှန်တန်ဆိုးဝါးနေတာကိုဖော်ပြောနေပါတယ်ပြောတယ်မလားပြောတယ်လို့ပြောတယ်လို့ဒီဓမ္မတွေထဲမှာမရင်တာမပါဘူးအကုန်ဆရာတရားတွေဖြစ်နေကြတယ်ဆိုတာသိပြီးသားတယ်အဲ့ဒါအမှန်ကိုဖြင့်ပြောဖို့ဆိုတာဆုံးဖြတ်ချက်ချဘယ်လိုဆုံးဖြတ်ချက်ချလျှော့သေးလားအမှန်တိုင်းလားတင်းသေးလားအမှန်တိုင်းလားဆိုတော့တင်းသေးဆိုတော့လေဒိဋ္ဌိပဲလွန်သွားတယ်လျှော့သေးဆိုတော့လေခင်ဗျားတို့ကအတ္တကိလမထာနိယောဂပဲသက်တယ်ဒါကြောင့်သစ္စာကင်ဟောတဲ့အတွက်မေဇိမပရိပဒါလံအမှန်သေးလို့မှတ်ပါပေါ်ကြလားဆရာတော်နာကြီးကြီးနဲ့ထောင်တော့ရှင်းမသွားသေးဘူးလားရှင်းတယ်နော်ဆရာတော်အညာနာမဟုတ်ဘူးဒီစာတွေကိုဘုရားဟောထားတဲ့စာတွေကိုမှားရင်ပြင်မယ်ဆိုတော့အဲ့ဒီတောင်လုံးနေပြီလားညာနာမဟုတ်ဘူးသူကခိုင်းတာအပြင်ဒကာဓမ္မတို့ကျွမ်းရိုက်ရှိလို့ချင်းကူညီမယ်ဆိုတဲ့သဘောကဆရာထွန်းပါပဲခိုင်းတာဖြင့်ဒကာဓမ္မတို့ပတ္တိကောခေါ်ရာကိုဘယ်လိုများချုပ်ပေးမလို့အကာလီကောဤအိဗေကဘာပါလိမ့်ဒါမြန်မြန်ချုပ်ပေးတာကြိုက်ရင်ဝိပဿနာလုပ်နေ့နေ့မှချုပ်ပေးတာလုပ်ချင်လို့ရှိရင်ဖြင့်တရားကိုပူဇော်ကြသဘောပါလားဘုရားရှင်ကသွားပြီးအိပတ္တိကောဘာနေကောပြစ္ဆဒံဝိရိတဘောလို့သွားရော့နေ့နေ့တော့ပြောက်ပါလိမ့်မယ်သဘောကျလားဒါတပိတော့ဝိပဿနာပဲသုံးချမယ်ဆိုရင်မြန်မြန်ပြောက်မယ်ဆရာတော်အမြန်ပြောက်နဲ့နှေးပြောက်ဘယ်အကြိုက်တော့မြန်ပြောက်ကြဒါကခင်ဗျာကြိုက်တယ်သာပြောတာကကုတော့နှင်းနှင်းမှပြောက်ရှင်တယ်ဒီလိုလည်းမရကြဘူးလားအဲ့ဒါကြောင့်ပြင်ကြပါအောင်ဆင်ကြပါအောင်ဆိုပြီးဆရာဘုန်းကြီးလာပြီးတော့ဒီဥဒ္ဒနိုင်တို့မောင်သိရင်တို့ဥဒ္ဒမောင်တို့ဥမတင်တို့ပေါင်းဆောင်ဝေးတို့ဒီလူတွေကြောင့်ဘုန်းကြီးရောက်လာတယ်ရိပ်မိဗလားကောင်းပြီတရားဓမ္မတို့ဝိပဿနာလောက်တတ်ဝိပဿနာလောက်စဉ်ဘယ်မှာဟောခဲ့သလဲတရားကုံတော်6ပါးမှာဟောခဲ့ဝိပဿနာလောက်စဉ်ဘယ်မှာဟောပါလိမ့်အလောက်စဉ်များရကြရဲ့လားလို့ဆိုလို့ရှိရင်ဒီထဲမှာဝက္ခတော်ဘဂဝတာဓမ္မဝစပိစကလာပစ္စဒံဝိရိတဘောဝိညူကြီးကြောင့်မရတဲ့ပုဂ္ဂိုလ်ရှားပါရှားသဘောကျလားရတဲ့ပုဂ္ဂိုလ်များကြရဲ့လားလောက်တဲ့ပုဂ္ဂိုလ်ပါရလားမေးကွာကြတာပေါ့ဒါပြန်သမထကတော့သူတို့ပန်းတယ်ဝိပဿနာလုံးဝမလုပ်ဟောတာကသမထကိုဟောသလားဝိပဿနာဟောသလားခိုင်းတရားဓမ္မတို့ငါဒီတဲ့သွက်ခါတော်ဘဂဝတာတော့ဘဂဝတာမြတ်ဆက်သွက်ခါတော့မင်းတို့ကောင်းအောင်ဟောထားတာနိဗ္ဗာန်ရောက်အောင်ဟောထားနိဗ္ဗာန်ရောက်မဲ့တရားကိုခင်ဗျားတို့ဗြဟ္မာပြည်ရောက်ကြောင်းလုပ်ပြီးသုံးတယ်သဘောပါရလားနိဗ္ဗာန်ရောက်ကြောင်းဟောထားတဲ့သွက်ခါတော်ဘဂဝတာဓမ္မလို့သူကအစမပါဘူးလားဘဂဝတာမြတ်စွာဘုရားသည်သွက်ခါတော်သူ့အခါတော်နိဗ္ဗာန်ရောက်အောင်ကောင်းစွာဟောထားခဲ့ပါဘူးလားအဲ့ဒါခင်ဗျားတို့ကဘုရားရှိသွားပြီးပူဇော်ကြတဲ့အတွက်ဘုန်းကြီးများကဒကာဓမ္မတို့ဆေးသုံးမတတ်သေးဘူးဆိုပြီးလာပြင်တာပဲရိပ်နေလားအောင်ချုပ်ခင်ပါတယ်ကွာဆေးအသုံးမတတ်လို့လာပြီးပြင်ပေးနေရတယ်အနောက်နိုင်ငံဆေးတွေတော့ဒါရီရှင်းတွေပါတယ်နဲ့အကုန်ပြပါတယ်ခင်ဗျားတို့ဆောင်းတွေကကောင်းကောင်းကနားမလဲတော့ဟိုကွန်ပေါင်းလာလို့အတော်ကြနေတာဗျအမှန်မဆိုးဘူးလားအဲ့ဒီလောက်တောင်ခင်ဗျားတို့အယုတ်ဆိုးနေလို့ဘုန်းကြီးများကလည်းပါရမီနဲ့မို့ကသိပါစေတော့ကြက်ပါစေတော့ကြံပါစေတော့ဆိုပြီးဒါအလုတ်တရားกว่าရှေ့ခိုးရမယ်တရားမဟုတ်ဘူးလို့လာပြောတယ်သဘောပါကြရဲ့အလုတ်တရားလားရှေ့ခိုးရမယ်တရားလားဒါတော့ခင်ဗျားတို့ဘယ်တရားသုံးချဟောခဲနေပြီအဲ့တော့ဘုရားကဟောရှာတယ်ငါဘုရားရှေ့ခိုးရင်သုဂတိရောက်မှာกว่าသဘောကျငါဘုရားဟောတဲ့အတိုင်းအလုံးလို့ရင်နိဗ္ဗာန်ရောက်မှာกว่าဘုရားနှခွန်းသုံးမမရဲ့ငါဘုရားကိုယူသေးကိုင်းညွတ်ရှ िख ိုးရင်ဘယ်ရောက်မလဲဆရာတော်တွေ့ဘူးတယ်နော်တွေ့ဘူးတယ်တဲ့ခင်ဗျားတို့ကိုင်းလာပြန်ဒကာဓမ္မတို့ငါဘုရားပြောတဲ့အတိုင်းရှင်းကြံရင်ဘယ်ရောက်မလဲဒါပြန်ဘုရားခင်ကိုရမေကြီးကနှစ်ဆမ်းဟောခဲ့ဘူးလားတရားကုံတော်ရှ िख ိုးရင်သုဂတိဘုရားကုံတော်ရှ िख ိုးရင်သုဂတိကုသိုလ်ရမယ်နိဗ္ဗာန်ရပါမလားနိဗ္ဗာန်ရခြင်းသူဟောတဲ့အတိုင်းရှင်းမှ
အိပါတိကောခေါ်ရကိုသံဃိတိကောနဲ့လိုက်မှအကာလီကောဖြစ်မှာခေါ်ကြသေးဘူးလားရှင်းမလားဒါပြန်ဒကာဓမ္မတို့အလုတ်တရားတွေဘယ်နေရာမှာများခေါ်ခဲ့ပါလိမ့်မလို့မြောင်ဦးတင်ပြောစမ်းတရားကုံတော်6ပါးမှာဗျာပေါ်ကြဘယ်နေရာမှာဟောခဲ့တရားကုံတော်တရားအလုတ်စဉ်6ပါးပြီဒကာဓမ္မတို့ရပြီးနေ냐တော့လေကျွတ်တူရတာပဲဒီဥစ္စာရတဲ့အတိုင်းမလုတ်လို့နိဗ္ဗာန်မရောက်တာလို့မှတ်လိုက်ရတဲ့အတိုင်းမလုတ်လို့နိဗ္ဗာန်မရောက်တာဆိုတာကသိကြကြပါရတဲ့အတိုင်းပူဇော်နေလို့နိဗ္ဗာန်မရောက်ရတဲ့အတိုင်းလုပ်ရင်ကြည့်လေအိပါတိကောခေါ်ရဘူးပန္တိတိကောနဲ့လိုက်ရင်အကာလိကောဆိုတော့တဏှာဥပါဒံကံချုပ်ချုပ်ဒါပြန်တဏှာငြိမ်းနိဗ္ဗာန်ဥပါဒံငြိမ်းနိဗ္ဗာန်ကံငြိမ်းကံပြရင်လည်းနိဗ္ဗာန်ပေါ်ပြီဘူးလားရှင်းကြပါလားအမတ္တမဒကာဓမ္မတွေရှင်းလင်းအောင်ပြောနေတယ်ဆိုတာသဘောကျလားကဲရှေ့ဆက်ရပေါင်းအကာလိကောပြီးတော့ဘာလာတော့ဟောခမည်းတော်စိတ်ကိုဖြစ်ပျက်ကဆွဲဆောင်နေပါတယ်ဖြစ်ပြီးပြတဲ့တရားကခမည်းတော်စိတ်ကိုမလာလောင်ဆွဲဆောင်နေတယ်သူကဆွဲဆောင်မှသာလေနိဗ္ဗာန်ရောက်မှာဘူးလားရှင်းကသူကဆရာဆုံးမဆွဲဆောင်ရပါဘူးလားနောက်ဆုံးမိတ်ကြတော့နိဗ္ဗာန်ဆွဲဆောင်တာပေါ့ခိုင်းတာဖြင့်ဒကာဓမ္မတို့ကျုပ်ကအနာပေါက်နေပါတယ်ခမည်းလာလာကြည်စမ်းပါဆိုတဲ့ဥစ္စာအတ္တနောစိတ်တံဥပနေတာဘောတဲ့ခမည်းတို့ဉာဏ်စိတ်ကိုဒီကနေဖြစ်ပျက်ကဆွဲလာခဲ့စမ်းပါကျုပ်စီမရောက်ရအောင်လာစမ်းပါကျုပ်ဘာဖြစ်နေတယ်ဆိုတာခမည်းသိအောင်ဆိုတော့ဒုက္ခသစ္စာဖြစ်ကိုပြောနေခမည်းတို့ကဉာဏ်နဲ့မလိုက်တော့ခက်နေတယ်သဘောကျသူစီလိုက်လို့ရှင်သူဆုံးရင်နိဗ္ဗာန်ကမခေါ်ပေဘူးလားနိဗ္ဗာန်ကရှင်းဥစွာခေါ်နိုင်သလားသူဆုံးပြီးမှခေါ်နိုင်သလားဒုက္ခသအန္တံကရိတ္တိကိုဒုက္ခဆုံးမှနိဗ္ဗာန်ကပေါ်မှာဒုက္ခမဆုံးရင်ဒါဖြင့်ဒုက္ခခေါ်ရာကိုခမည်းတော်ကလိုက်ပါနောက်ကြတော့လိုက်တဲ့ခါကျတော့ဒုက္ခခေါ်ရာမလိုက်ချင်ဘူးဆိုတဲ့ဉာဏ်လေးလာမလားဘူးလားအဲ့ဒီလာတဲ့ခါကျတော့ဒုက္ခတွေချုပ်ပြီးတော့ဒုက္ခချုပ်တဲ့နိဗ္ဗာန်ကအစစ်ခေါ်လိမ့်မယ်ပထမတော့ဒုက္ခခေါ်ရာလိုက်နော်ကျတော့လိုက်ရပါများတော့ဒုက္ခမမုန်းမိဘူးလားဒုက္ခလိုချင်သေးရလားမလိုချင်တော့ဒီဒုက္ခတွေပုံချုပ်မယ်ချုပ်တဲ့ခါကျတော့ဒီနေရာမှာဘ누구ပေါ်မလဲမေးကြည့်ပါနိဗ္ဗာန်ပေါ်လာလိမ့်ပေါ်ပြီဘူးလားအဲ့ဒီကျတော့အတ္တနောစိတ်တံဥပနေတာပေါ့မိမိစိတ်ကိုနိဗ္ဗာန်ကဆွဲဆောင်ပြီလို့မှတ်ပါပထမဒုက္ခခေါ်ရတာလိုက်တော့ကြနိဗ္ဗာန်နဲ့သွားတွေ့မတွေ့ပဲဘူးလားအဲ့တော့ဩဘာနိကပစ္စတံဝေရိတဘောဝိညူဟိဒကာဓမ္မတွေရစမ်းတာပါတဲ့ပစ္စတံဝေရိတဘောဝိညူဟိဝိညူဟိပညာရှိတို့ဒီပစ္စတံအသေးဒီဝေရိတဘောရဟိပညာရှိမှမဲ့ရမယ်ပြောဒကာဓမ္မတို့ဘာတော်ဆရာတော်ပညာရှိမှမဲ့ရမယ်ပထမပညာရှိလို့ရှိရင်သောတာပတိမဲ့ရဒီတဲ့ထက်တဲ့ပညာရှိလို့ရှိရင်သဂရာကြီးမဲ့မရဘူးဒီတဲ့ထက်တဲ့ပညာရှိရင်ဒီတဲ့ထက်တဲ့ပညာရှိရင်ဒါပြန်အသီးသီးရမယ်ကွာရိပ်မိဗလားဒါပြန်မဲ့ရကြံလို့ရှိရင်ဖြင့်ဒကာဓမ္မတို့ခေါ်ရလိုက်မှရခေါ်ရမလိုက်ရင်ရကြမြင်သေးရလားဒါပြန်ဆရာထုံးကသောတာပတိမဲ့ရပြီဖြစ်ပြမြင်လို့မဲ့ဝင်ပြီမဲ့ဝင်လို့ဒိဋ္ဌိပါဒံဒိဋ္ဌိဥစ္စုတကံသိပြီဆိုရတော့မသိနိုင်ဘူးလားပထမပရိစ္ဆေသမုပ္ပါမပြတ်ဘူးလားပြတ်တော့ဆရာထုံးကသောတာပန်ပုဂ္ဂိုလ်လို့မဆိုနိုင်ဘူးလားသောတာပတိမတ်ပုဂ္ဂိုလ်လို့ကောအဲ့ဒီမတ်တွေကိုခင်ဗျာသာသမီတွေရှိတယ်ရောဟေးလို့ပြေးလို့ရရတာဒါကြောင့်ပစ္စတံအသေးသေးဝေရိတဘောခံစားသူရတာသူသာပိုင်တယ်အမျှပေးလို့မရဘူးကွာရင်းမိဗလားအမျှပေးလို့ရတယ်ဒါပြန်ခင်ဗျားတို့အမျှပေးလို့မရတဲ့ကုသိုလ်ဟာမဲ့ကုသိုလ်ပေါ်လားအမျှပေးလို့မရတဲ့ကုသိုလ်ဟာအမျှပေးလို့ရတဲ့ကုသိုလ်ကမခိုင်တဲ့ကုသိုလ်မို့ခင်ဗျားတို့အလူပေးတဲ့ကုသိုလ်သီလဆောက်တည်တဲ့ကုသိုလ်အမျှပေးလို့ရသဘောကျလားအလူပေးတဲ့ကုသိုလ်အမျှပေးရင်ရတယ်သီလဆောက်တည်တဲ့ကုသိုလ်မဲ့ကုသိုလ်ခန္ဓာလေးရောက်တယ်အမျှပေးလို့ဒါဖြင့်မရတဲ့ကုသိုလ်နဲ့ရတဲ့ကုသိုလ်ဘယ်သူကခိုင်မြဲလို့ပေးလို့မရတာတော့ဆိုတာကဲခါချမ်းဒါကြောင့်မက်ကခိုင်မြဲလို့သမ္မတ္တနိဒာဓမ္မလို့ဟောလိုက်ဆရာတော်နားလည်တော့မဖောက်မပံမဲနဲ့မြဲတယ်လို့မဆိုဘူးလား
အဲ့ဒီမြဲတဲ့ကုသိုလ်ရမှာခင်ဗျားတို့အပေလေးပါးတကားပိတ်မမြဲတဲ့ကုသိုလ်ဟာဥခိတပုညဒေဇင်နာဆိုတဲ့အတိုင်းပြန်ကြမယ်မကြပေဘူးလားဒါဖြင့်မြဲတဲ့ကုသိုလ်နဲ့မမြဲတဲ့ကုသိုလ်ဘယ်ဟာကိုယ်ပိုင်လုပ်ဖို့အရေးကြီးပါလိမ့်ဒါပြန်ဝိပဿနာလို့ဝိပဿနာမဲ့အဆုံးမှလောကုတ္တရာမဲ့လာမယ်သဘောကျပါကဲယနေ့ဒီရင်တော်ကြအောင်လို့ တရားတော်များအားအတန်ပိုင်းဆိုင်ရာအကောင်းဆုံးပြန်လည်ပြင်ဆင်ထားပါသဖြင့်နာယူကြည်ညိုနိုင်ရန် channel ကို subscribe လုပ်ပြီးအချက်ပေးခေါင်းလောင်းလေးကိုဖွင့်ထားဖို့တိုက်တွန်းပေးရစီရှင်